ကျွန်တော်တို့နေထိုင်နေတဲ့ဒီကဘာကြီးအပြင်မှာတခြားကဘာတွေတခြားပုံဘဝကြီးရှိနေသေးတယ်ဆိုရင်တော့စိတ်ဝင်စားစရာမကောင်းဘူးလားဒီနေ့မှာတော့မြန်မာဗုဒ္ဓဘာသာစကြဝဠာဗီဒရဲ့အလွန်နှဆိုင်တဲ့မြေပုံတွေကိုအတူတူခရီးထွက်ပြီးတော့ဖြစ်တည်မှုရဲ့ပုံ30ဆင့်အကြောင်းကိုလေ့လာသွားကြမှာဖြစ်ပါတယ်ဟုတ်ပြီကြာဆိုပထမဆုံးစဉ်းစားကြည့်အောင်ကျွန်တော်တို့တည်တဲ့ဒီလူပုံအပြင်မှာတခြားဘလို့လောကတွေများရှိနေသေးမလဲဒီမိခုံးကိုမြန်မာဗုဒ္ဓဘာသာအစိုးမတွေကဘလို့ရှင်းပြထားလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီရှုပ်ထွေးတဲ့အကြောင်းအရာကိုရှင်းရှင်းလင်းလင်းနားလည်နိုင်မှုအတွက်အရင်ဆုံးပုံ31ပါးရဲ့အလုံးစုံတိဆောက်ပုံကိုလေ့လာပါမယ်ပြီးရင်ကာမပုံတွေနတ်ပုံတွေနဲ့ဖြစ်မပုံတွေအကြောင်းကိုတစ်ဆင့်ပြီးတစ်ဆင့်ဆက်လေ့လာသွားမယ်နောက်ဆုံးမှာတော့ဒီစနစ်တစ်ခုလုံးကိုမောင်းနေနေတဲ့ကံတရားရဲ့နေရာမနဲ့အဆုံးသတ်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့စကြဝဠာရဲ့အလုံးစုံတိဆောက်ပုံကိုနားလည်ကြည့်ကြရအောင်ဒီတိဆောက်ပုံကိုတတ္တဝါတွေရှင်သန်နေထိုင်ရာပုံပေါင်း30ပုံအဖြစ်ခွဲခြားထားပါတယ်အဲ့ဒီပုံ30ပုံကိုလေအတိကအဖြစ်လောကကြီး3ခုအဖြစ်အုပ်စုခွဲလိုက်လို့ရတယ်အာယုံခံစားမှုလွှမ်းမိုးတဲ့ကာမလောကရုပ်တရားတွေပဲရှိရဲ့ယူပလောကနောက်ပြီးတော့ရုပ်တရားကိုပါကျော်လွန်သွားတဲ့အရူပလောကတို့ပဲဖြစ်ပါတယ်လောကတစ်ခုချင်းစီကိုအဲ့ဒီမှာရှင်သန်နေထိုင်ကြတဲ့တတ္တဝါတွေရဲ့သဘာဝနဲ့သတ်မှတ်ထားတာပါကဲကျွန်တော်တို့ရဲ့ခရီးစဉ်ကိုအောက်ခြေကနေပဲဆက်လိုက်ကြရအောင်ကာမလောကရဲ့အနှိမ်ဆုံးပုံတွေဖြစ်ချက်အပယ်ပုံတွေကနေပေါ့ဒါတွေကတော့ဒုက္ခနဲ့ဖိနှိပ်နေတဲ့ပုံတွေပေါ့ကိုလုခဲ့တဲ့အကုသိုလ်ကံတွေရဲ့အကျိုးဆက်ကြောင့်ရောက်သွားရတဲ့နေရာတွေပါဥပမာပြင်းထန်တဲ့ဒေါသကြောင့်ငရဲကြရတယ်လို့လောဘကြီးငယ်ပရိဒါပုံမှာအမြဲဆာလောင်ငတ်မှုနေရပြီမောဟကြောင့်ဒိဋ္ဌံပေါ်ဝါမှာညံ့နှုံးစွာရှင်သန်ရတယ်လို့ဆိုပါတယ်ဒါပေမဲ့လေအဲ့ဒီပုံနေနဲ့လုံးဝကိုစန့်ကျင်မခိတဲ့လူပုံကိုတော့အထူးမြတ်ဆုံးလို့သတ်မှတ်ထားတယ်ဘာလို့လဲဆိုတော့တတ္တဝါတူဟာတမ္မာတံဘောဓိဉာဏ်တနည်းအားဖြင့်ဖျားဖြစ်ကိုရရှိနိုင်တဲ့တစ်ခုတည်းသောဘုံဖြစ်နေလို့ပါပဲအတီးရာတွေကြတော့လေသူတို့ဘဝကလူတွေထက်တော့ตายရတယ်အသက်လည်းပိုရှိတယ်ဒါပေမဲ့ပြဿနာကသူတို့မှာမပြီးဆုံးနိုင်တဲ့မနာလိုဝန်တုံမှုနဲ့စိတ်ခင်လိုစိတ်တွေကြောင့်အမြဲတမ်းပူလောင်နေရပြီးတော့သူတို့အထက်ကနတ်ပုံတွေကိုအဆက်မပြတ်တိုက်ခိုက်နေရတာပါပဲဟုတ်ပြီအခုအောက်ပုံတွေရနေအပေါ်ကိုတက်ကြည့်ကြရအောင်ဒေဝဒါမှမဟုတ်နတ်လို့ခေါ်တဲ့တတ္တဝါတွေနေထိုင်တဲ့နတ်ပြည်6ထပ်စီကိုပေါ့ဒီနေ့ပုံတွေတတန်းကိုကြည့်လိုက်ရင်တကယ်ကိုအံ့ဩစရာပဲအောင်ဆုံးစတုမဟာရာကြမှာတောင်လူနဲ့နဲ့ဆိုနှစ်ကိုသားနော်အပေါ်ကတသားလေတတန်းကအစားပေါင်းများစွာတိုးတိုးသွားတာမြင်တွေ့ရမှာပါရှင်အောင်ပြောရရင်ကာမလောကရဲ့အမြင့်ဆုံးနတ်ပုံမှာရှိတဲ့နတ်တွေဟာလူသက်တန်းနဲ့ဆိုရင်2ပေါင်း9ဘီလီယံကျော်ရှင်သန်ကြပါတယ်တွေးကြည့်လို့တောင်မလွယ်တဲ့ကိန်းကနန်းကြည့်ပါပဲသူတို့နဲ့ကျွန်တော်တို့အချိန်ကိုတိုင်းတာပုံကဘလောက်กว่าလဲဆိုရင်လေဥပမာတာဝတင်တာနတ်ပြည်မှာတရက်ပဲကုန်သေးတယ်ဆိုတာကကျွန်တော်တို့လူပြည်မှာနတ်100တောင်ကြာသွားပါပြီဆိုတော့သူတို့အတွက်တရက်တာဟာကျွန်တော်တို့အတွက်ဘဝတသက်စာလောက်ဖြစ်နေတာပေါ့မမာရီနဲ့ရန်ရင်းနေတဲ့နမင်းကြီးတိချမင်းကိုပဲကြည့်လေသူဟာတကယ်တော့ဗုဒ္ဓဘာသာမှာလာတဲ့တာဝတင်တာနတ်ပြည်ကိုအစိုးရရဲ့တက္ကနမင်းပဲဖြစ်ပါတယ်ဒါကဗုဒ္ဓဘာသာမတိုင်မီကနတ်ကိုးကွယ်မှုတွေကိုဗုဒ္ဓဘာသာစစ်ကြိုလောအယူအဆတွေဘယ်လိုထက်သွင်းခဲလဲဆိုတာကိုပြနေတဲ့တက်တည်တစ်ခုပါပဲကဲအာယုံခံစားမှုတွေလွှဲမိုးတဲ့ကာမလောကကိုထားခဲ့ပြီးတော့ပုံမြင့်မြတ်တဲ့ဖုံတစ်ခုစီကိုဆက်သွားကြရအောင်ဗျာမာလို့ခေါ်တဲ့တတ္တဝါတွေနေတဲ့ရူပလောကပေါ့နတ်နဲ့ဗျာမာဘာကွာလဲဆိုတာကအရေးကြီးတယ်အလဲပြောရရင်နတ်တွေကအမြင်အကြားအနံ့အရာသာအထီးတွေလိုကာမဂုဏ်ချမ်းသာကိုခံစားကြတယ်ဗျာမာတွေကတော့အဲ့နာတွေကိုကြော်လွန်သွားကြပါပြီသူတို့ကတရားဆိုင်လို့ရတဲ့ဆန်ချမ်းသာဆိုတဲ့ပုံမြင့်မြတ်တဲ့စိတ်ချမ်းသာမှုကိုပဲခံစားတော့တာပါပြမဖြစ်ဖို့ဆိုတာကကံကောင်းလို့ဖြစ်တာမျိုးမဟုတ်ပါဘူး။စံလို့ခေါ်တဲ့အစင်မြင့်တရားထိုင်ခြင်းအစင်တွေကိုပိုင်နိုင်စွာကျွမ်းကျင်မှသာရောက်နိုင်တဲ့ပုံတွေပါ။ဆိုလိုတာကဒါဟာတိုက်ဆိုင်မှုမဟုတ်ပဲတိကျတဲ့အားထုတ်မှုရဲ့အကျိုးဆက်ကခုပါပဲ။ဒီပုံတွေရဲ့တက်တန်းကတော့နတ်ပြည်တဲ့အစားပေါင်းများစွာပိုရွှေသွားပါပြီ။နှစ်တောင်တိုင်းလုံးရတာဘူး။ကဘာဒါမှမဟုတ်ကပ်ဆိုတဲ့အတိုင်းတာနဲ့တိုင်းရတာပါ။ကဘာတကဘာကဘယ်လောက်ကြာလဲဆိုတာကိုဒီလိုပုံဖော်ထားတယ်6မိုင်မင်းတဲ့ကြောက်တောင်ကြီးကိုနှစ်တရာမှာတခါပိတ်စနူးလေးနဲ့ပို့တိုက်လို့အဲ့ဒီကြောက်တောင်ကြီးလုံးဝကြည်မွားသွားတဲ့အထိကြာတဲ့အချိန်တည်းမတွေးဝင်စရာဖင်နော်ကဲအခုကျွန်တော်တို့ခရီးစဉ်ရဲ့အထွတ်အထိပ်နောက်ဆုံးပုံလေးပုံစီရလာပါပြီဒီပုံဒီကရုပ်တောင်မှုရှိတော့တယ်စိတ်တီးတန့်ပုံဒီပါဒီပုံမှာတော့တတ္တဝါတွေဟာစိတ်သက်သက်ပဲရှိတာတဲ့သူတို့ကအဆုံးမရှိကျေပြန့်တဲ့ဟင်းလင်းပြင်ကိုအာယုံပြုတ်ပြီးကဘာပေါင်းညစ်တောင်းကြအောင်တရားထိုင်နေကြပါတယ်နောက်တစ်ဆင့်မှာတော့သူတို့ရဲ့ကိုယ်ပိုင်တညာစိတ်ကိုပဲအနမ်းကြလို့အာယုံပြုပြီးကဘာပေါင်း4000အထိရှင်းသန်နေထိုင်ကြမှာတဲ့အဲ့ဒီချက်မင်းတဲ့ပုံမှာတော့အပင်ညာမြတ်
မရှိဆိုတဲ့အာညုံကိုစင်ကြံပြီးကဘာပေါင်း6တောက်ကြာအောင်နေထိုင်ကြပါတယ် ဖြစ်တည်မှုအားလုံးရဲ့အထွတ်အထက်ဆုံးပုံလို့ဒီမှာဆိုရင်တက်တန်းကကပါပေါင်း80ရေးထောင်ဒါပေမဲ့အန်ဩစရာကောင်းတာကဒီဘုံဟာအမြင့်ဆုံးဖြစ်ပြီးမဲ့အကောင်းဆုံးတော့မဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့ရဲ့တည်ရှိမှုကတိမ်မွေလွန်းလို့မြတ်စွာဘုရားရဲ့တရားတော်ကိုတော့နာကြောက်ခွင့်မရတော့လို့ပါပဲ ဟုတ်ပြီဒီလောက်ချက်ပြောလာတဲ့ပုံ32ပုံငယ်ရဲကနေအမြင့်ဆုံးပြမပုံအထိဒီစနစ်ကြီးတစ်ခုလုံးကိုဘယ်အရာကမောင်းနစ်နေလာလဲဘယ်သူကဆုံးဖြတ်နေလာလဲ အဖြေကတော့ရှင်းရှင်းလေးပါပဲအဲ့ဒါကတော့ကန်တရားပါကိုယ်တိုင်စေတနာနဲ့ပြုလုပ်လိုက်တဲ့ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်တွေကပဲကိုယ့်ရဲ့နောက်ဘဝကိုပုံဖော်ဆုံးဖြစ်ပေးသွားတာပါအနှိမ့်ဆုံးငရဲပုံကနေအမြင့်ဆုံးအရူပပုံအထိစစ်စင်းတစ်ခုလုံးကိုဒီကန်တရားကပဲမောင်းနှင်နေတာပြပါတယ် အဆုံးသတ်အငြင်းနဲ့ပြောကြံကဒီဖုံ30ပုံဆိုတာရှေးဟောင်းမြေပုံတစ်ခုမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ရဲ့နေ့စဉ်ပြုမှုနေတဲ့လုပ်ရက်တွေအတွေးခေါ်တွေကကိုယ့်ရဲ့အနာဂတ်ကိုဘယ်လိုပုံဖော်နေလဲဆိုတာကိုပြန်ပြနေတဲ့မှန်တစ်ချက်ပါပဲဒီတော့ပြန်မေးရမယ့်မေးခွန်းကကျွန်တော်တို့ရဲ့ကိုယ်ပိုင်ခီးကြီးကတော့ဘယ်ကိုဥတည်နေပါသလဲ